တငယ်ချင်းကြပြရေးသားသူရောင်နေငွေဦးမင်းတိုက်ခဲ့တဲ့တော်လန်ရေးမင်းရီမှန်းခဲ့တဲ့အနာဂတ်နဲ့ထိုက်တန်တဲ့ပြည်သူတယောက်ဖြစ်ဖို့ငါစူးစမ်းနေပြီကွာကိုထက်တာရင်မနာလိုတဲ့စိတ်ဖြက်လန်းလိုက်ခြင်းတဲ့စိတ်အတကြီးတဲ့စိတ်တွေကိုငါတဖြည်းဖြည်းချင်းဖွေချပစ်နေတယ်လက်ဖက်ရည်ဖိုးတောင်းတဲ့စနစ်ဆိုးနဲ့လက်ဖက်ရည်ဖိုးပေးရင်အသားကျခဲ့တဲ့စိတ်ဓာတ်ကိုငါအမြင့်ဖြုတ်ပစ်ခြင်းနဲ့မင်းမကြိုက်တဲ့အတင်းတုတ်တာတွေလမ်းပေါ်အမိုက်ပစ်တာတွေလဲငါလုံးဝမလုပ်တော့ဘူးတော်လန်ရေးကြီးပြီးသွားရင်တော့ငါလာခဲ့အောင်မယ်မင်းကြိုက်တတ်တဲ့16လမ်းကကစုံပလိန်ပူပူလေးရဲ့ဘီယာတပူးရဲ့နဲ့ပေါ့ဒါပေမဲ့ဒီတစ်ခါတော့မင်းကပြန်မဆောင်တော့ဘူးပေါ့လေတင်ချိုင်းတိုင်လေးပေးမှာကစုံပလိန်ကိုနှစ်ချမ်းခွဲပြီးဘီယာကိုနှစ်ခွက်ငှက်မယ်တစ်ခွက်ကငါအတွက်တစ်ခွက်ကမင်းအတွက်ပြီးပြီကွာမင်းတို့ပေးခဲ့တဲ့အသက်တွေနဲ့ထိုက်တန်တဲ့လူဖွဲ့စီတစ်ခုဖြစ်အောင်ငါတို့ဆက်ပြီးထူးစစ်ခဲ့ကြတယ်ကစုံပလိန်တစ်ချမ်းကိုမင်းဘက်တုံးပေးလိုက်ရင်စီးစာကိုအတူတူငေးနေမိမယ်တငယ်ချင်းရဲ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဒီစာလေးကဖြစ်ဖြစ်ဒီကြပြလေးကဖြစ်ဖြစ်တင်းရင်ထဲမှာအတွေးတစ်ခုခုကြံခဲ့တယ်ဆိုရင်ရောင်နီနွေဦး page ကို like နဲ့ follow လုပ်ထားပေးပါနော် podcast များအတန်းစာအုပ်များနဲ့အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာများကိုနားဆင်လိုပါက AMCU Media YouTube Channel ကိုလည်း subscribe လုပ်ထားပေးပါရှင်ကျမတို့ကတော့အတွေးတွေကိုမျှဝေမယ်ပုံပြင်တွေကိုပြောပြမယ်ညှော်လင့်ခြင်းရဲ့အလင်းကိုဆက်လက်တည်ဆောင်သွားပါမယ်အတူရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဂရုစိုက်ကြပါနောက်တစ်ခေါက်ပြန်ဆောင်ကြမယ်နော်